Hello အားလုံးမိတ်မင်္ဂလာပါဒီနေ့ကတော့ရေကာတာကိုတွက်လေတဲ့ vlog လေးပါပြန်ကန်ဒီမှာရိုက်ဖို့စိတ်ကူးရတဲ့ခါကျတော့နည်းနည်းပဲရလိုက်တယ်ပေါ့နော်ဒါတော့ရရတယ်ရတယ်လို့လုပ်မယ်ဆိုပြီးတော့လုပ်လိုက်တဲ့ဗီဒီယိုလေးပါစဆုံးကြည့်ပြီးကြပါအောင်ရန်အမိုက်တဲ့တရားမှာတားနဲ့လမ်းလျှောက်တဲ့ဗီဒီယိုလေးရချင်တာပေါ့နော်သူတို့ဖေရိုက်ပြီးထားတော့ကြည့်လိုက်ကြပါအောင်စိတ်ဆင်းရဲဒါတရားအဆုံးထိသွားမယ်ဆိုပြီးတော့လမ်းလျှောက်ပြီးတော့သွားနေချဟဲ့ချိန်မှာပဲကလေးတွေနဲ့ကြည့်နေရချိန်မှာပဲ speed boat တစ်စီးကတကုံဖြတ်သွားတယ်ကလေးတွေဟာလာခဲ့ဒီမှာ speed boat ဖြတ်သွားရဲဆိုပြီးတကုံပြရဲနဲ့တစ်ဖက်ကရှုကြံရိုက်လိုက်တာပါရောက်တဲ့ချိန်မှာမိုးချုံနေပြီဆိုတော့နေဝင်တာလည်းမမြင်လိုက်ရဘူးပေါ့နော်အဲ့နဲ့မိုးချုပ်စည်းစာလေးကိုပဲရိုက်ခဲလိုက်ပါလေလို့ဟောသူတို့ကတော့အစားတိုင်းမှာဖေနာရဲ့ရောက်စားတယ်အိမ်မှာလည်းစားတယ်တွားရတယ်စားတယ်ဖေနာတော့အယုတ်ထဲရတယ်ရေထဲရတယ်မုံထဲရပါတယ်ဟာဒါတော့ကျမတို့အုပ်စုဖြစ်ပါတယ်ဖိမိမိများခွန်ရဲ့ဟာဟာဒါလည်းကျတော့ကျမတို့ပါဟယ်လိုအပြူမမအုပ်စုဖြစ်ပါတယ်ဒါတော့ဘယ်ရမှမသိရကလေးအဖေကပါမင်းသားတွေလိုပဲနော်ဒါတော့ကျမဖြစ်ပါတယ်အားလုံးမဲ့အဆအဆုံးချစ်ပြီးတဲ့ကြားရဲ့အတကြောင့်မလို့တီဆူများကြည့်တမာရဲ့နောက်ဘလော့ဒီမှာစတွေ့ပါမယ်တတား